ရေးကြပြီအခုကျွန်တော်ဟို point ရနေပြီးတော့ line ကိုရောက်သွားပြီเนาะဒါကျွန်တော် line အဆင့်ကိုရောက်သွားပြီ point လေးတွေကိုလည်းဆက်ရင်းနဲ့ကျွန်တော် line တွေတိလာပြီ line ရဲ့သဘောတရားတိလာ vertical တွေเนาะဒီ object တွေနောက်ဒီ horizontal တွေဒီ curve တွေတိပြီကျွန်တော်တို့ဒါဒီရဲ့သဘောတရားတွေတိသွားပြီဆိုရင်ကျွန်တော်တို့နောက်ထပ်အရာဝတ္ထုပစ္စည်းတွေကိုရေးပြီဆိုတာ ਨੇ အရေးကြီးဆုံးကအဲ line ပဲ line တွေကိုကျွန်တော်တို့ကြွန့်ကျင်ပိုင်တိုင်းသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ visual ပေါ့မြင်နေသမျှပစ္စည်းတွေအားလုံးကျွန်တော်ရေးလို့ရနော်မြင်ကွေးတွေကိုကျွန်တော်ကြွန့်ကျင်သွားမယ်ဥပမာမြင်ကွေးဆိုတဲ့နေရာမှာခုနကျွန်တော်ပြောတာ circle ပေါ့ set wine တစ်ခုပေါ့ set wine တစ်ခုရေးမယ်ကျွန်တော်တို့ဒီ curve line တွေကိုကြွန့်ကျင်သွားရင်ရေးလို့ရသွားပြီ wine နဲ့ပစ္စည်းတွေဒီတော့မြင်းချောင်းတွေဖြောင်းပတ်တဲ့မြင်းချောင်းတွေကိုတိသွားပြီဆိုကျွန်တော်တို့ဒီခုနပြောသလိုဒီအခုဆိုမြင်နေရတဲ့အထက်မှာကျွန်တော်ဒီနိုင်ရန်တွေပါမယ်ပေါ့နော်ခြားအရာဝတ္ထုပစ္စည်းမာကြောတဲ့ဟာတွေထောင်လိုက်ဖြစ်မဲ့ဟာတွေဥပဒုံတွေကျွန်တော်ဒီမြင်းနေနဲ့ရေးလို့ရပါတယ်နော်ဒါမဟုတ်ဘူးဒါမြင်းနဲ့ပတ်သက်ပြီးတော့အခြေခံပုံဆွဲမှာကျွန်တော်သိထားမယ်အချက်ပါအဲ့ဒီမြင်းချောင်းတွေကိုပဲတစ်ခုနဲ့တစ်ခုဆက်ပြီးတော့မှကျွန်တော်ဘာဖြစ်လာလဲဆိုတော့shape တွေဖြစ်လာနော်ဒါအားလုံးတော်တော်များများသိပြီးသားဖြစ်မှာပါအဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီပေါ်မှာမထပ်ရေးလိုက်မယ်နော်နည်းနည်းတော့ရှုပ်သွားလိမ့်မယ်ကျွန်တော်လဲနေကြာပါသလိုအချိန်ရအဲ့တော့ဟုတ်ပြီကျွန်တော်ဒီမှာ horizontal မြင်းချောင်းနှစ်ချောင်းပါနောက်ဒီမှာ vertical မြေကြောင်းတစ်ကြောင်းဆက်လိုက်ပါမယ်ဒါပုံမှန်အားဖြင့်တစ်ခုချင်းစီမှာသူ့ရဲ့ contact နဲ့သူရှိနေတဲ့ line တွေပဲဒါပေမဲ့ဒီ line တွေကိုကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့စမှတ်နဲ့ဆုံးမှတ်တွေကိုပိတ်လိုက်တယ်ဒါမှမဟုတ်ရင်သူ့ရဲ့ line တွေရဲ့တစ်ခုနဲ့တစ်ခုနဲ့ကိုကျွန်တော်ထိလိုက်တယ်အဆုံးတက်လိုက်တာပေါ့နော်ထိသွားတော့ပိတ်လိုက်တာပေါ့အဲ့လိုမျိုးဖြစ်သွားပြီဆိုရင်ကျွန်တော်ဘာဖြစ်သွားလဲဆိုတော့ shape ဖြစ်လာတယ်နော်အဲ့တော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတဲ့ပစ္စည်းတွေအားလုံးကိုကျွန်တော်ဒီလိုမျိုး line တွေအားလုံးကိုဆက်လိုက်ခြင်းအပြင် 2D ဖြစ်တဲ့ shape တစ်ခုရတယ်ဒါကျွန်တော်အခြေခံပကြီးပါတဘာဝကိုကျွန်တော်ပြန်ပြီးတော့ copy လုပ်တဲ့အခါမှာအရေးကြီးဆုံးအချက်ပါပဲအဲ့တော့ line တွေကိုအရင်ဆုံးရအောင်လေ့ကျင့်ကြည့်ပါ line တွေရလာပြီဆိုဒီ line တွေကိုကျွန်တော်ချိတ်ဆက်လိုက်ခြင်းအပြင်ကျွန်တော် shape တွေရလာပါတယ်เนาะကျွန်တော်တို့မြင်းဆောင်နှစ်ခုပါမြင်းဆောင်နှစ်ခုကျွန်တော်တို့မြင်းလဲတစ်ခုနဲ့ပိတ်လိုက်တယ် rectangle တစ်ခုဖြစ်လာတယ်ဒါဆို shape တစ်ခုဖြစ်လာတယ်မြင်းကွေးတစ်ခုပေါ့မြင်းကွေးဒီကျွန်တော်ဒါစမှတ် starting point လေးပါဒီ point လေးကနေပြီးတော့ကျွန်တော်ဒီအဆုံးပြန်ပြီးအဆုံးတက်လိုက်တယ်စမှတ်နဲ့ဆုံးမှတ်နဲ့ကိုကျွန်တော်ထပ်တူပြန်ကြပါတာပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဆိုရင်ဘာဖြစ်သွားလဲဆိုကျွန်တော်တို့ set wine တစ်ခု circle တစ်ခုဖြစ်သွားတယ်ဒါလည်း shape ပဲအဲ့တော့မြင်းကွေးတွေကိုအသုံးချအားဖြင့်လည်းကျွန်တော်တို့ shape တစ်ခုဖြစ်လာအဲ့တော့ကျွန်တော်တို့သုံးနေတဲ့မြင်းမတ်မြင်းဆောင်မြင်းလဲမြင်းကွေးတွေကိုဒီလိုမျိုးတစ်ခုနဲ့တစ်ခုထိဆက်ခြင်းအားဖြင့်အစမှတ်နဲ့ဆုံးမှတ်နဲ့ကိုပြန်ပြီးစုံသေးခြင်းအားဖြင့်ကျွန်တော်ကဘာတွေရလာဆိုရင် shape တွေရလာပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတဲ့အရာဝတ္ထုပစ္စည်းတွေကိုကျွန်တော်ပုံစံလေးတွေကိုသူနဲ့အနည်းဆုံးတူအောင်ကျွန်တော်ဘာလို့ရပြီလဲဆိုမြင်းတွေကိုအသုံးချပြီးတော့ shape တွေကျွန်တော်ဖန်တီးလို့ရပြီဒီလို shape ဖြစ်လာပြီဆိုရင်ဒါကျွန်တော် 2D ဖြစ်လာတာပဲโอเคဒါကကျွန်တော်ပြီးမှနည်းနည်းလေးစမ်းရေးကြည့်နော်အခုဒါကျွန်တော် shape တွေအကြောင်းပေါ့အဲ့တော့ကျွန်တော်တို့အခြေခံပကြီးမှာက point line shape တွေရောက်လာပြီနောက်တစ်ခုက form ပေါ့ form ဆိုတာကြောင့်ဘာဖြစ်လာပြီလဲဆိုသူ့ရဲ့ဒုတဲ့ပြမြင်းတွေပါလာတာနော်အနီးဝဲသဘောတရားတွေဒုတဲ့မြင်းတွေပါလာတာအမြင်မြင်းတွေပေါ့အဲ့တော့ဒီမြင်းအကြောင်းသဘောတွေကိုကြားလဲအဲ့လိုမျိုးဒုတယ်ဖြစ်လာဖို့ form ဖြစ်လာဖို့ကြားတော့လေကျွန်တော်ဘာလုပ်လဲဆိုတော့ line ကိုပဲသုံးတာပဲနော် line ကိုပဲအခုကျွန်တော်တို့ခုန line တွေကိုသုံးပြီးတော့ shape တစ်ခုဖြစ်လာတယ်ဒီ shape ကိုပဲကျွန်တော်တို့ခုနနောက်ထပ်ဒီလိုအမြင်မြင်းတွေသုံးတယ်ဒီ line vertical horizontal နဲ့သုံးလိုက်တဲ့အခါကျရင်ကျွန်တော်ဘာဖြစ်သွားလဲဆိုတော့ 3D ဖြစ်လာတဲ့ form တစ်ခုရလာနော်ဒါဆိုကျွန်တော်ကုပါတုံဖြစ်သွားပါတယ်ခုနကတော့ရိုးရိုး rectangle ခုဆိုကျွန်တော်ဒါကုပါတုံတစ်ခုဖြစ်သွားပြီအဲ့ဒီဟာဟိုမှာတခါကျွန်တော်တို့ကနောက်ထပ်သူ့ထက်နည်းနည်းနောက်တစ်ဆင့်မြင်လာတဲ့အခါကျလင်းချင်းမှောင်ချင်းသဘောတရားအရာမှောင်တဲ့မျက်နှာပြင်ရှိလာမယ်လင်းတဲ့မျက်နှာပြင်ရှိလာမယ်ပြေတဲ့မျက်နှာပြင်တစ်ခုဖြစ်လာမယ်ဆိုရင်ကျွန်တော်တဘာဝမှာမြင်နေရတဲ့ form တစ်ခုကိုကျွန်တော်မိမိရကျွန်တော်လက်ထဲရအောင်ရေးလာနိုင်မယ်ဒါကကျွန်တော်အခြေခံပုံဆွဲတယ်ပြောတာပါနော်ဟိုညီတို့ညီမတွေတို့အခုနောက်ဆက်လုပ်မဲ့ work နဲ့အများကြီးမဆိုင်ဘူးတိုးတော့ဂျာလေးတွေကိုကျွန်တော်သင်ခန်းစာတွေမှာသိသွားသေးခြင်းလို့နော်အဲ့တော့ဒီ line တွေကိုသုံးချပြီးတော့ကျွန်တော်က point ကနေစပြီးတော့ line ဖြစ်လာမယ် line ကနေပြီးတော့ကျွန်တော် line တွေကိုပဲဆက်အသုံးချခြင်းအပြင်ကျွန်တော်တို့ shape တွေရလာမယ် shape တွေကိုထပ်ပြီးတော့ကျွန်တော်တို့အမြင်မြင်းတွေထည့်သုံးတဲ့အခါကြားလို့ရှိရင်ကျွန်တော်ဘာရလာလဲဆိုတော့ form ရာဝတ္ထုပစ္စည်းတွေရလာတယ် okay ဒါကကျွန်တော်တို့ရဲ့ဒါအခြေခံသဘောတရားပါနော်ဥရောပမှာရှိနေတဲ့ပကြီးကားတွေမှာလည်း line တွေနဲ့အားပြုပြီးတော့သူ့ရဲ့ alphabet တွေကိုဖန်တီးသလိုမျိုးအာရှမှာရှေ့တိုင်းပကြီးဆိုပြီးတော့ line တွေနဲ့ဦးစားပေးပြီးတော့ဖန်တီးတဲ့ပကြီးတွေကအရန်ဖြစ်ရှင်းပေးပါတယ်အကြောင်းတွေဘာတွေမှာလည်းသူ့ရဲ့အကြောင်းဂုဏ်သက်တည်တွေအကြောင်းအတုံးချုံပြီးရေးနိုင်တယ် line ကလည်း line ရဲ့အားနဲ့ပဲဘယ်လိုခံစားနေရဆိုတော့အကြောင်းတွေဘယ်လိုဖြစ်ပြနေဆိုတော့အကြောင်းတရားတွေကိုပြောပြလို့ရတယ်ကျွန်တော် one day အနေနဲ့နည်းနည်းတ
တစ်ခုကိုသတိရနေဒါမှမဟုတ်စိတ်ညှိုးငယ်နေတဲ့အချိန်ဒီမျိုးမှာဒီလိုမျိုးမာကျောနေတဲ့မြင်းတွေကျွန်တော်မသုံးတော့ဘူး